Hello အားလုံးမင်္ဂလာပါကောင်းမွန်တာပြပြနေရကြိုဆိုပါတယ်ကျွန်တော်အခုလုပ်ပြမှာကအော်တိုလိုက်တာကိုဘယ်ပေါ်လဲပြပါမယ်အော်တိုလိုက်တာမှာမြတ်ဆုံးခဏခဏပြည့်တယ်ဒါပေါ်ကကျွန်တော်အခုဖြုတ်ပြကျွန်တော်ဘယ်လိုလဲဆိုတာကျွန်တော်လဲပြပါမယ်အခုကပေါ်မူလီလေးလောက်စားလို့အရင်ဖြုတ်ပါမယ်ပြီးရင်သူ့ပေးရမိမတလောက်ဖြုတ်မယ်ပြီးတော့ IC မှာမိုလီတေးသေးလေးရှိတယ်အကောင်လေးကိုတေးချဖြောပါမယ်တေးချဖြောပြီးကျွန်တော်တချွန်လေးနဲ့အဲ့လိုထိုးပြီးအပေါ်နဲ့တန်ပြီးလိုက်ရနေနဲ့အဲ့လိုညှမ်းပြီးကျိုးလေးကိုတေးချပြန်လုပ်လိုက်ပါကျိုးလေးတေးချပြန်လုပ်ပြီး IC ကိုဖြုတ်ထုတ်လိုက်ပါ IC ကိုဖြုတ်ပြီးဆိုရင်သူ့ရဲ့မိုလီလေးလို့ရှိသေးတယ်ပြီးမှာမိုလီလေးလို့ဖြုတ်ပါဖြုတ်ပြီးရင်ကူလီမှာရှိတဲ့မိုလီအကြည့်တလို့ကျွန်တော်စက်ကြီးနဲ့ဖြုတ်ရပါမယ်ဒီမိုလီရတော်တော်ကြပါတယ်မိုလီဖြုတ်ပြီးကျွန်တော်သူ့ကိုတော့ဝါရှာလေးတစ်ခုပါသေးတယ်သူ့ထူချတဲ့နာလေးထူချတဲ့သူ့ပြဲသွားလိုက်မယ်ပြဲသွားတဲ့ထဲမှာပင်လင်းပေါ်တလုံးရှိတယ်ဒါပေါ်လဲရမယ်ပြီးရင်ဒီအပေါ်လဲပြတ်သွားပြီဒီအပေါ်လဲရမယ်ကျွန်တော်အပေါ်နဲ့အောက်နဲ့လဲပြပါမယ်အဲ့လိုထိုးချလိုက်ရင်သူ့ရဲ့ဒီပေါ်လဲဖို့နေရာလေးထွက်လာပါပြီဒါဆိုရင်ကျွန်တော်ပေါ်ဖြုံးမယ်တော့ပေါ်သေးပြတ်ထည့်ပါမယ်ပြီးရင်သူ့ရဲ့တယ်လီမိုမှာပေါ်တယ်လို့အောက်ပေါ်တယ်လို့ထိတာပေါ်တယ်လို့ရှိရင်ဒီပေါ်လေးချိတ်ထူလိုက်ပါဒီပေါ်ကပြတ်သွားပါပြီဒီထူပြကျွန်တော်ဒီမှာလည်းပေါ်အစ်စ်ထည့်ပြမယ်ဒီအပေါ်တစ်လုံးနဲ့အောက်တစ်လုံးကျွန်တော်ဒီအပေါ်တစ်လုံးပဲလေးဖြောဟာဒီကိုလည်းဖြိုးလို့လွယ်ပါတယ်ဒီကိုလည်းဝယ်လို့လွယ်ပါတယ်ပဲလေးဖြိုးဟာအဲ့ကောင်လေးကိုဘေးကသူ့ရဲ့မူလီလေးမြုပ်အဲ့လိုသူ့ရဲ့တွားလေးနဲ့ဖြိုးတဲ့သူ့ထားလိုက်နေတယ်pele na to ko lope ke pe na ko na pong la ဒါဆိုရင်ပေါ်ဖြုတ်သွားရင်ကျွန်တော်ပေါ်အစ်ထည့်ပါမယ်ဒါပေါ်တော်တော်လေးကိုပြတ်သွားပါပြီတဲကိုမလဲတော့ဒီပေါ်ကျွန်တော်ဒီပေါ်တင်းနဲ့စားထိုးရထည့်ပါမယ်ဒီအပေါ်က6 2ပါဒီက6 2နဲ့သူ့ရဲ့နံပါတ်ပေါ်မှာသူ့ရဲ့နံပါတ်ပါပါတယ်အောက်ကပေါ်က6 2 2 6 2 2 2ဒီကအောက်ကောင်အပေါ်ကောင်က6 2 2အဲ့လိုအပေါ်နဲ့အောက်နဲ့ပေါ်မတူပါဘူးပေါ်ဝယ်တဲ့အဲ့ဒါလေးနှစ်ပိုင်းပဲဒီကဝယ်လို့ရပါတယ်သူ့ရဲ့ပေါ်တက်ထလို့မရပါဘူးကျွန်တော်အခုတော့ပေါ်ကဂျပန်မှာတဲ့ပေါ်ပါဒီပေါ်ကစစ်ကြီးပါတယ်ဂျပန်လာကောင်ဒီပေါ်က6 2 2 6 2 2 2 2 6 2 2 2 okay တော့ဒီပေါ်တော့အရင်ထပ်ပါမယ်ဒီပေါ်အရင်ထပ်ပြီးရတယ်လမောပေါ်ပြန်ထပ်ပါမယ်ပေါ်ကဒီလိုအိတ်ထဲချိတ်ထဲပေါ်ပြစ်တာတယ်ဒီလိုထဲပေါ်စားတယ်ဝင်လာတယ်ဒါကလည်းသူများနေရာပေါ်နေအိုက်ထဲနဲ့အဲ့လိုပေါ်ကနာတော့လက်ချမခံဘူးပေါ့အဲ့လိုချိတ်ထဲလို့ရပါတယ်ဒါကမှပေါ်ကလက်ချမခံနိုင်ဘူးပေါ့ပြတ်သွားတယ်ပေါ်တဲ့သူ့အောက်မှာသူ့ရဲ့မူလီလေးလို့ကျွန်တော်ပြန်ရကြိုက်ပြီးလော်တော်လေးထည့်ပါမယ်
ပေါ်လဲဟာဒီလိုပေါ်ကြမယ်ဒီကဟိုကိနိစာဒီကကိနိစာကတယ်လို့မပါကိနိစာ tao lo thì bây giờ mà tao để tao lo bỏ bên lên tìm nha ကျွန်တော်ဗီဒီယိုလေးကိုစောင့်ကြည့်ပြီးတော့အလုပ်ကိုကြည့်တင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်ဒီထက်ကောင်းဟာနဲ့ကျွန်တော်ရိုက်ပြရတင်ပေးပါမယ်ကျွန်တော်ဗီဒီယိုလေးလိုက်လေးနဲ့ share နဲ့လုပ်ပေးပါဦးကူညီပေးပါဦး